စဉ်တော့ငါဆိုမှရန်ကမှုတွေတွေ့နာကျင်ချင်းမြတ်ကင်းမဲ့ဘဝရဲ့မိအိမ်ရှင်အမေတင်ကြောင်ပေးခဲ့ဘဝလမ်းမတွေတွေ့ယေရှုပါအမေကျွန်တော်ရဲ့ပဲကိုင်းချေအစင်မီမောင်ထိုးပြဘဝလမ်းအမတွေတွေ့လုံခြုံမှုများအစေကာယံပေးထားခဲ့တယ်အဖေဟာတိုင်းကြီးလာကျွန်တော်ရဲ့ရင်ထဲသာဝရဥညွန်နေခါစင်မကုန်နိုင်ပါဒီမြေတာတွေကျင်းကျကြုံလာတဲ့ကံကြမ္မာရဲ့တိုက်ပွဲများလာချေကြောနေဖေးရဲ့အမန်နဲ့အမေရဲ့နှလုံးကြီးနဲ့ယူလာခြင်းနဲ့ဆောက်တည်ခဲ့ပါတယ်အမေကျွန်တော်လွမ်းမိတယ်အမေချောသေးခဲ့